Hello နိုပါရှင်ဒါလေးကတော့နိုလေးအရန်ချစ်ရတဲ့ပိုင်ဆိုတဲ့မြို့လေးကိုရောက်သွားတဲ့အချိန်မှာညနေခင်းပေါ့နော်ဒါပိုင် Grand Canyon မှာရိုက်ထားတာပါရှင်ပြီးတော့ဒီမြို့လေးတွေကိုစဝင်လိုက်တာနဲ့လေသူ့ရဲ့ voice လေးကလေအရန်ကိုအေးချမ်းပြီးတော့ချစ်စပွဲကောင်းနေပေါ့နော် nature တွေအများကြီးဝန်းရံနေတဲ့မြို့သေးသေးလေးပေါ့နော်မြို့လေးကအရန်ကိုမကြည့်ဘူးရှင်ဒါမဲ့လေတစ်မြို့လုံးမှာလေတကယ်ကို Europe country ကိုရောက်သွားတဲ့ကဲတော့ကိုလေဒီလားနိုင်ငံခြားသား90%လောက်တွေ့ရပါတယ်ရှင်မြို့နေလူထုတော်မှာ 10% လောက်ပဲတွေ့ရလောက်တဲ့အထီကိုများအရန်ကိုနိုင်ငံခြားသားတွေကိုများပြပြီးတော့သူတို့အရန်ကိုမှကြိုက်နှစ်တဲ့မြို့လေးပေါ့နော်သူကအဲ့မြို့မှာ adventure တွေလည်းလုပ်လို့ရတယ်မြည်ရည်နဲ့လေစီးပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုလောက်ရတဲ့ game တွေဆော့ရတဲ့နေရာမျိုးတွေလည်းရှိရယ်ပြီးတော့ကြတော့ဒီလိုမျိုးပေါ့နော်ညဘက်ဆိုလို့ရှိရင်အပန်းဖြေလို့ရတယ်အဲ့လိုဘားလေး restaurant လေးလည်းရှိရယ်ဒါလေးရဆိုလို့ရှိရင်ပိုင်ရဲ့ညဈေးတန်းလေးပေါ့နော်နိုင် market ကလေးမှာသူတို့ရဲ့ data အစားအစာ data လက်ရာလက်မှုအမှုပညာအဲ့ဒါမျိုးတွေအကုန်လုံးပြသထားမလို့နိုင်ငံခြားသားရဲ့အတွက်ကိုလည်းတကယ်ကို attraction ဖြစ်ပြီးဆွဲဆောင်မှုဖြစ်နေရထင်ပါတယ်ရှင်ဒီမှာကြည့်အောင်စိုင်းလေးတွေကလေတေးသေးလေးနဲ့လေတလားချက်စပွဲလေးကွာတိလားဘလို့လဲမသိဘူးတိလားဟိုရမ်းကိုလေ sweet ဖြစ်ပြီးတော့ချစ်စရာကောင်းတဲ့မြို့လေးတိလားနို့လေးတော်တော်သဘောကျပါနောက်ထပ်လည်းထပ်ပြီးတော့ချင်းမိုင်ဘက်ကိုရောက်လို့ရှိရင်ချင်းမိုင်ကနေပြီးတော့4 နာရီလောက်ပဲမောင်းရတာမလို့တွားအောင်မယ်ရှင်တိလား तू ကလေအရန်ချက်ဖို့ကောင်းတဲ့မြို့လေးမှာလေတိလားလုံးဝကိုစိုက်လေးတွေကလည်းလေဟိုတိတ်တိတ်လေးနဲ့လေအဲ့လိုမျိုးချစ်စပွဲကောင်းလို့ကိုလေအဲ့လိုမျိုးစောက်ထားတာကွာတိလားအရန်ကိုလေသူ့ရဲ့ voice လေးရတယ်အရန်ကိုလေစိတ်ထဲမှာလေပျော်လာတာတိလားလုံးလုံးနေပြီးတော့ကြာအဲ့လိုနိုင်ငံခြားသားတွေလည်းအများကြီးဆိုကိုလေးစိတ်ထဲမှာငါရောက်သွားတာဒီ Thai country ရောဟုတ်ရဲ့လားပေါ့ဒီမှာအဲ့လိုမျိုးတော့မှခန်းစားချက်ဖြစ်တယ်ဒါတွေကတော့သူတို့ဒါ Northern Thai style ပေါ့နော်ဒါဆိုလို့ရှိရင်ကြက်သားကိုသူကအဲ့လိုမျိုးစပတ်လင်နဲ့ပြန်ပြီးတော့လေဒီလားကြော်ထားတာပေါ့နော်အစာပလာတွေကတော့သူတို့ဒါအရွက်ဒီပါတွေ something ပါမယ်ပေါ့နော်หนูကတော့တေးချမသိလို့ရှင်အဲ့ဒါလေးစမ်းစားကြည့်ပါတယ်အဲ့ဒါလေးကလည်းကောင်းနေရှင်ဒီလားဒါလေးကတော့အရန်အေးရဲ့ညလေးမှာစားဖို့အတွက်ဆိုပြီးတော့မှာလိုက်တယ်ဒီဟိုပါပေါ့ချိုင်းနှုတ်ခောက်ဆွဲလေးပေါ့နော်ဒီချိုင်းနှုတ်ခောက်ဆွဲလေးကဒီလားမြန်မာရောင်းတာရှင်ဒါမြန်မာဆိုမဲ့ရှမ်းပေါ့နော်ရှမ်းအန်တီတယောက်ရောင်းတာပါရှင်အဲ့ပြီးတော့ကြာဒါတုတ်ဘူးကြော်လေးပေါ့ရှင်နိုကဒါအရန်စားချင်နေတဲ့ကိုရီးယားစတိုင်ဆက်ဆန်လေးပေါ့ဒီလားခောက်ဆွဲပြုတ်ကလေးပေါ့နော်အဲ့လိုသဘောမျိုးအနေနဲ့စားတာဒါပေမဲ့ကျိုင်းတော်ခောက်ဆွဲနိုကတအားကြိုက်တာရန်ကုန်မှာလည်းလေဒီလားကျိုင်းတော်အမတယောက်အဲ့လိုမျိုးချက်ရောင်းတာဆိုအမြဲသွားစားနေကြနောက်ထပ်လည်းခရီးတွေသွားမှမလို့ဒီလိုဗီဒီယိုလေးကြည့်ချင်တယ်ဆိုလို့ရှိရင်နို့ like နဲ့ follow လုပ်ပေးပါအောင်ရှင်